ဝင်တွေဘယ်လိုစောင်းကိုလဲသိကြလား Bruno Brando ကသူ့ညီလေးကိုခက်ညံ့ညံ့အိပ်ပျော်သွားစေချင်လို့ Betty Body ကိုကန်ချလိုက်တာတတိမေပြီးအိပ်ပျော်သွားရောပြီးတော့မှ Bruno ကတစ်ကိုင်းပေါ်တက်ပြီးနိုင်ညီရင်အိပ်ပျော်သွားတဲ့ Quincy ကတော့အခက်ဆင်ပြီးတက်တောင့်တက်တာနဲ့တရေအိပ်ပျော်သွားခဲ့တဲ့ Finley ကဂူတကူကိုရှာတွေ့ခဲ့ပေမဲ့အဲ့ဒါရှုပ်လေးတွေရဲ့နယ်မြေဆိုတာ तू မသိခဲ့ဘူး तू ကတော့ဘာမှမသိပဲနှစ်ချိုက်အိပ်ပျော်နေတော့မှပဲရှုပ်တွေကသူ့ကိုမပြီးဂူပြင်ဘက်ကကမ်းမပေါ်ကနေတွန်းချလိုက်ကြတယ်အေးဆက်နေတဲ့ရေထဲကိုပြုတ်ကျသွားတာတောင် Finley ကနိုးမလာပဲဆက်ပြီးအိပ်ပျော်နေတော့မယ် Barry တယောက်ပဲနှွေးထွေးတဲ့တစ်ကောင်းတစ်ကောင်းကိုရှာတွေ့ခဲ့တယ် သူကနှိုးဆက်ပေးပြီးအေးလူအိပ်ပျော်သွားခဲ့ပေမဲ့သူ့ရဲ့ဟောက်တန်ကအရန်ကျယ်လုံးလို့စောင်းကိုစူးစမ်းနေတဲ့ Woody ကိုတွားနောက်ဆက်တယ်လို့ဖြစ်နေခဲ့တယ် Woody ကတစ်ကောင်းထဲကိုပြေးဝင်ပြီး Barry ကိုအော်ဟစ်နိုးပေမဲ့မထူးခြားခဲ့ဘူးဒါနဲ့သူကအိုးတစ်လုံးကိုယူပြီးထုရိုက်ကနှိုးဖို့စူးစမ်းပြန်တယ်ဒါပေမဲ့ Barry ရဲ့ဟောက်တန်ကပိုလောင်ကျဲလာသေးတယ်စိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့ Woody ကအမြောက်တစ်လက်တောင်ယူလာပြီးထောက်ပေမဲ့ Barry ကတော့နိုးမလာခဲ့ဘူးနောက်ဆုံးမှာ Woody ကအကြံတစ်ခုရသွားပြီး Barry ကိုကလေးတွန်းလဲတဲ့ထက်ကတောင်ကုန်းပေါ်ကနေတိတ်တဆိတ်တွန်းချလိုက်တယ်ဒါပေမဲ့တွန်းလဲကချန်စီယိုကိုတိုက်မိပြီးတောင်ကုန်းပေါ်ကိုပြန်တက်လာက Woody ကိုဝင်တိုက်မိပြီး Barry ကသူ့တစ်ကောင်းထဲပဲပြန်ရောက်သွားပြန်တယ် Woody ကလက်မလျှော့ပဲ Barry ကိုရေခဲပြင်ရှော့စီးဆုံးပေါ်တင်ကျိုးလို့စကိတ်ဖက်နဲ့တွေစီးပေးပြီးအရှိမပိုက်ကုန်တစ်ခုတက်စင်ကအနောက်ကနေတွန်းချလိုက်တယ် Barry ကတော့နှစ်ချိုက်အိပ်ပျော်နေစေဖြစ်ပြီးသူ့ရဲ့ဝင်သက်ထွက်လေအားနဲ့တင်ရေခဲပြင်ပေါ်မှာတရားဟောရှော့စီးသွားတော့တာပဲတစ်ငုတ်တို့တစ်ခုကိုတိုက်မိပြီးလဲထွက်သွားကတစ်ကောင်းထဲကိုပဲပြန်ရောက်လာပြန်ရောဇွဲမလျှော့တဲ့ Woody ကစွန်းလဲတစည်းနဲ့ Barry ကိုတေချာချီနှောင်ပြီးတောင်ကုန်းအောက်ကိုထပ်တွန်းချလိုက်ပြန်တယ် Barry ရှော့စီးပြီးဝေးသွားတာကိုကြည့်ရင် Woody ကတစ်ကောင်းဝါကိုပိတ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တောင်ကုန်းထိပ်ရောက်မှာ Barry ကပက်လက်လန်ပြီးစီးနှင်းလုံးကြီးလိုလှိမ့်ဆင်းလာကဘလိုနည်းနဲ့မသိပဲတစ်ကောင်းထဲကိုပဲပြန်ရောက်လာပြန်တယ် Woody လည်းဘာလို့ရမှန်းမသိပဲအကြံအိုက်သွားတော့တာပေါ့ Woody ကမယုံနိုင်စရာဖြစ်ရကြောင်းသူ့ကောင်းသူကုန်နေတော့မှာပဲຫນွေဦးရာသီရောက်လာပြီးငှက်ကလေးတွေတချင်းဆိုကအရာအလုံးနိုးထလာကြတယ် Barry ရဲ့စောင်းကိုတဲ့အချိန်နဲ့ပြီးဆုံးသွားခဲ့ပြီပေါ့အောင်ပွဲခံခြင်းစောနဲ့ Barry ကတဘိုးခရတစ်ခုကိုယူပြီးပျော်ရွှင်မှုတ်လိုက်တယ်အေးဝါအောင်အိပ်ဖို့စူးစမ်းနေတဲ့ Woody ခမညာပိုဆိုးတဲ့အခြေအနေနဲ့နိုးလာခဲ့ရတာပေါ့အဲ့ဒီခရအတန်းကြောင့်တခြားဝက်ဝင်တွေပါနိုးလာပြီးတူရိယာမျိုးစုံထုတ်ကတစ်ကောင်းအပြင်ဘက်မှာပဲစီကားတိုက်ရိုက်တဲ့လေဟာပြင်ဂီတဖျော်ဖြေကွာအဲကြီးကိုကျင်းပကြပါလေရော